ဒီလမ်းပေါ်တန်တာလေးရှိတယ်ဆိုလို့လာကြည့်တာခင်ဗျကျွန်တော်ဒါပရိသတ်မြို့သစ်လာရက်ကွက်ထဲကိုရောက်နေပေ60 80ဟိုတဲ့သူကဖြည်းဖြည်းပေ60 80ကို2000ခွဲဆိုလို့လာ91တဲ့ဟဲ့ကျိုးပါပြီကွာလာ90ကြောတာမဟုတ်ရှိမှတယ်လာ80 88တဲ့ကောင်လေးက2000ခွဲအဲ့ကြတော့80 60ကို2000ခွဲဆိုဒါတန်တဲ့ထဲမှာပါတယ်ခင်ဗျတိုက်ကိုအခြေအနေကြည့်ရမယ်နည်းနည်းလေးမောင်းပါဒီတိုက်တန်တာဟောရအောင်အိမ်ထဲမှာလည်းလူတွေရှိတယ်ဆိုအဲ့လိုတော့ရိုက်လို့မရဘူးနော်သူတို့ဒါ privacy ရှိတော့ကျွန်တော်ရက်ကွက်လည်းတန်နော်ဒီကောင်ခင်ဗျဒီကောင်လေး80 88တိုက်ကတိတ်ချတော့မမြင်အောင်တိုက်ကကြီးတယ်တော်တော်ကြီးတယ်ဗျတော့မယ်ဒေါင်းကွက်မဟုတ်ပါဘူးကိုကပြောတာဒေါင်းကွက်လို့ပြောတာဟိုကိုကဒေါင်းကွက်မဟုတ်ဒီမှာ86 8988ကသူကဒေါင်းကွက်တော့မဟုတ်တောင်လက်တန်တယ်ခင်ဗျဒီကောင်လေးစောစားတာခရမ်းปี80 60ဒေတာမျိုးတဲ့မှာปี80 60ကို2000ခွဲဆိုတာကမြေတန်မိုးတော်မှာမကောက်မြေရဟိုဘက်30ဘက်ဆိုရင်တော့မြေရသူကဈေးကြီးတယ်ခင်ဗျ30ဘက်ဆိုရင်တော့80 60တော့ဘက်ကို3000ကိုပါတော့အဲ့လိုဖြစ်နေမြေလွတ်ပေါ့ဒီကောင်ကဒါတိမ်လမ်းပြန်ရောက်ပါလုံးဝကတ္တရာလန်တေးပေါ့တန်တယ်ခင်ဗျကျေးဇူးတင်ပါတယ်